Hi hello မင်္ဂလာပါကျွန်တော်ကိုပေါ့နော်ဒီ Minecraft ပေါ့နော်အဝေးကနေချိတ်ဆော့ခြင်းနဲ့ဘယ်လိုဆော့ရမလဲဆိုပြီးမေးထားတဲ့သူတွေအတွက်နဲ့ပေါ့နော်ပြီးတော့ကျွန်တော်ခလုတ်ပြောင်ဘယ်လိုလုပ်လဲဆိုတာရဲ့ကျွန်တော်လာပြောပြမှာဖြစ်ပါတယ် yes ဆိုတော့ကျွန်တော်အရင်ဆုံးကျွန်တော်တို့ဒီ Minecraft ထဲမှာကျွန်တော်တို့ဒီဥစ္စာပေါ့နော်ဒီဘယ်လိုပြောရမလဲဗျာကျွန်တော်တို့အရင်ဆုံးပေါ့နော်ဒီခလုတ်ဖြောက်တဲ့နေရာတော့လွယ်လွယ်လေးပဲဘယ်လိုလုပ်ရမလဲဆိုတော့အရင်ဆုံးပေါ့နော်ကျွန်တော် Minecraft ထဲကိုဝင်လိုက်မယ်Minecraft ထဲကိုဝင်ကျွန်တော် Minecraft ထဲဝင်ပြရအောင်နော်ကျွန်တော်အဲ့တိုင်းရဲ့အဲ့ပေါ့နော်mob ရဲ့အဲ့ mob ရဲ့ဒီဘောနော်ဒီပုံစံပေါ့အဲ့ဒါလေးကိုပြပေးမယ်ပြီးတော့ name လေးပြပေးမယ်ပေါ့ fucking shit ကျွန်တော်အဲ့ပေါ့နော်အဲ့ကျွန်တော်ပြပေးမယ် mob ရဲ့ပုံစံရဲ့ name ရဲ့ဟိုပေါ့နော်အဲ့ Google မှာပဲ Google မှာဆိုလို့ရှိရင်အဲ့ mob ကိုရှာလိုက်ရှာပြီးတော့တောင်းလိုက်ပဲပေါ့နော်ပြီးရင်file စီလေးဖြည့်ပြီးထည့်အောင်ပဲဒါပေမဲ့ကျွန်တော်ပြပြမှာကဒီ Minecraft ပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီပေါ့ဘယ်လိုပြောရမလဲကျွန်တော်ဒီ app ခုကနေ down နေတယ်ဆိုလို့ရှိရင်ကျွန်တော် MCB ဒီမှာလည်း down လို့ရတယ်ပြီးတော့ Adam ဆိုရဲပေါ့နော် application လေးပေါ့ add-on for Minecraft ဆိုရဲ application နဲ့လည်း down လို့ရတယ်အဲ့ထဲမှာကျွန်တော်အခုပြမယ် mob ကိုတွားပြီး down လိုက်ပေါ့နော်လို့ down ပြီးတော့ Minecraft ထဲထည့်ပြီးသုံးလိုက်အောင်ပါပဲသူက setting နဲ့မဆိုင်ဘူးပေါ့နော်ဒီမှာပါဒီဥစားပါ torch bottom ပေါ့နော်ဆိုတော့ torch bottom v 1.0.2 ဆိုရဲ mob ပေါ့နော်အဲ့ဒါလေးပါပြီးတော့ခဏလေးဒါတော့နော်အဲ့ဒါပါဆိုတော့နောက် episode ဒီကျရင်တော့ကျွန်တော် replay mod လေးနဲ့လာပါမယ်အဲ့တော့ကျွန်တော် replay mod လာမယ်ပေါ့နော်ပြီးတော့ Minecraft chip ဆော့နီးဟုတ်ပါတယ် Minecraft chip ဆော့နီးကကြတော့အဝေးချိတ်ဆော့မှာဖြစ်တဲ့အတွက်ပုံမှန်လို Minecraft account မဖွင့်လို့မရတော့ဘူးเนาะအဲ့ဒါအတွက်ကျွန်တော်တို့ဒီ Microsoft account တစ်ခုဖွင့်လိုက်ပေါ့နော် Microsoft account ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်ဒီလိုကျွန်တော်အပေါ်မှာ play beta ပေါ့နော် play ပေါ့အဲ့ဒါနှိပ်လိုက်နှိပ်ပြီးသွားပြီဆိုရင်ဒီမှာဗျာဒီမှာ friend ရှိတယ်ဗျာ friend မှာဆိုဘယ်သူမှမရှိဘူးเนาะ viewer offline နဲ့ဘယ်သူမှမပေါ်ဘူးเนาะကျွန်တော် offline ဖြစ်နေတဲ့အတွက်မပေါ်ဘူးတကယ်လို့ဘာသာတော့ line ရှိနေမယ်ဆိုလို့ရှိရင်ကောက်တီအပ်လို့ရမယ်ပေါ့နော်အဲ့ကျရင်ကျွန်တော်ဒီအခုကျွန်တော်ဒီ skin ဘောက name လေးကိုရိုက်ချပြီးတော့အပ်လိုက်ပေါ့နော်အပ်ပြီးသွားရင် brother အဲ့ဘောနော်ကျွန်တော် ਨੇ အပ်ထားတာဖြစ်တဲ့အတွက်ကျွန်တော် ਨੇ ကကျွန်တော် online ဖြစ်တဲ့အချိန်ကျွန်တော် game ဆော့တဲ့အချိန်မှာ brother ရှိမှာပေါ့နော်lamp server လေးပဲဖြစ်ဖြစ်ဒီတိုင်း wall လေးတစ်ခုပဲဖြစ်ဖြစ်အပိုလေးတစ်ခုပေါ်လာလိမ့်မယ်ပေါ့နော်စားတဲ့အပြာရောင်လေးနဲ့အဲ့လေးပေါ်လာတဲ့ lamp ဆိုပြီးတော့နော်အပြာရောင်လေးနဲ့ lamp ပေါ့အပြာရောင်ပုံစံဟိုမှာမဲလေးနဲ့ lamp ဆိုပြီးတော့တိပါတယ် brother လည်းတိပါပေါ့နော်ဟိုအဲ့လိုမျိုးပုံစံလေးနဲ့ပါလိမ့်မယ်ပေါ့နော်လို့ပါတဲ့အခါကျရင် brother တို့ကအဲ့ဒါနဲ့အဲ့လေးကိုနှိပ်ပြီးဝင်လိုက်ရုံပဲအဲ့တော့ကျွန်တော်ပေါ့နော်ပုံမှန် Minecraft ဆော့တဲ့အချိန်ကတော့ကျွန်တော်ဘယ်ချိန်လေးဆော့လဲဆိုတော့ကျွန်တော်တော့အခုနောက်ပိုင်းတော့တိတ်တော့မဆော့ဖြစ်ဘူးကျွန်တော်ဒါပေမဲ့မနက်ဖြန်ကနေစပြီးတော့ကျွန်တော်မနက်9 နာရီလောက်ကနေစပြီးတော့ game ကိုနော် Minecraft ကိုနေ့တိုင်းဆော့မယ်ပေါ့နော်ကျွန်တော် record တွေပါယူရမယ်ပြီးတော့ဒီ view ဖို့လုပ်ဖို့အတွက်လည်းကျွန်တော်လုပ်ရမယ်ပေါ့နော်မနက်ပိုင်းကျရင်9 နာရီနဲ့နောက်ပိုင်းကျတော့ကျွန်တော် game ထဲမှာမရှိဘူးပေါ့နော်ကျွန်တော်လုံးချက်ရှိရလုပ်ရမယ်အဲကြောင့်ကျွန်တော်ပြောချင်တာကတော့ကျွန်တော်အခုကျွန်တော်ရဲ့ view တွေက view cover ပေါ့နော်အစတော့ကျွန်တော် view cover တွေမထည့်ဘူးဒါပေမဲ့အခုထည့်တယ်view cover ကကျွန်တော်မလုပ်တဲ့နဲ့လုပ်ထားတာဖြစ်တဲ့အတွက်ဒီကံမကြည့်ပြကြပါအဲ့တော့ view cover ရဲ့တချို့ cover ရဝါးတယ်ပေါ့နော်ကျွန်တော်အခု cover နှစ်ခုစလုံးကဝါးနေနေတွေ့ဟုတ်တယ်အခု view ရဲ့ cover ကိုလည်းကျွန်တော်ဒီရှာလုပ်ပေးထားပါမယ်အဲ့တော့ yes ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့ကူညီပေးခဲ့ကြပါဦးကြည့်ရှုပေးခဲ့ကြတဲ့အတွက်ဒီပဲကျေးဇူးတင်ရှိပါတယ်နောက် view ကြမှာပိုကောင်းတဲ့ quality နဲ့ပြန်လာခဲ့ပါမယ်ဒီ2025နှစ်အတွင်းမှာ 1K ပြည့်အောင်အများဆုံးကူညီပေးခဲ့ကြပါခင်ဗျာဒီနေ့ကျွန်တော်ပြောပြသွားတဲ့ဟာတွေကိုလည်း brother တို့နားလည်မယ်လို့ထင်ပါတယ်မနားမလည်ဘူးဆိုရင်လည်းကျွန်တော်လာပြောပါတော့ကျွန်တော်နောက် video တစ်ပုဒ်နဲ့အသေးစိတ်ကြပေါ့နော်ပြန်ပြီးတော့ reply ပေးပါမယ်ခင်ဗျာအဲ့တော့အားလုံးပဲ bye bye